ဆန်မွန်ငါးတွေဟာကီလိုမီတာထောင်ချီကျော်ဖြတ်ပြီးသူတို့ရဲ့ပထမဆုံးမျိုးပွားရာမွေးရမြေကိုပြန်လာကြပါတယ်ရှင်ဒီနေရာမှာသူတို့ဟာခန္ဓာကိုယ်တွေကနောက်ဆုံးကျန်တဲ့အထိခွန်အားသုံးပြီးဦးကြပါတယ်သူတို့အတွက်တော့ဒီငါးဦးတစ်လုံးချင်းစီဟာမျောလင်းချက်ကိုစားပြုပါတယ်မအူပင်နှင့်ဖားကန့်ကအကိုကြီးတို့အမကြီးတို့ကျေးဇူးပါရှင်ဒါတွေကတော့ဆန်မွန်ငါးတွေဖြစ်ပြီးပစိဖိတ်သမုဒ္ဒရာထဲမှာ၃နှစ်ကြာလှုပ်ရှားသွားလာခဲ့ပြီးနောက်ဒီငါးတွေဟာသူတို့ဗီဇရဲ့လမ်းညွှန်မှုအတိုင်းဇာတိရဲ့ရွာကိုပြန်လာကြပါတယ်ရှင့်ခရီးစဉ်အတွင်းမှာကမ္ဘာတန်လိုက်ဆက်ကွင်းကသူတို့အတွက်လမ်းပြပေးပါတယ်သူတို့ဟာပင်လယ်ရေကနေရေချိုတဲကိုဝင်ရောက်နိုင်တဲ့ရှားပါးငါးမျိုးစိတ်လည်းဖြစ်ပါတယ်နောက်ထပ်တစ်လအတွင်းမှာသူတို့ဟာရေစံအတိုင်းကီလိုမီတာ200ကျော်စံတက်ရမှာဖြစ်ပြီးအီလီယနာအိုင်ကိုဖျက်ကျော်ကပထမဆုံးမျိုးပွားရာနေရာကိုပြန်ရမှာဖြစ်ပါတယ်မြစ်ထဲကိုဝင်ရောက်တဲ့အချိန်ကစပြီးစမွန်ငါးတွေရဲ့ဘဝဟာအသက်ကိုလောင်းကြီးထက်ရမည့်အချိန်ရောက်ရှိလာခဲ့ပါပြီ။ဒါဟာသူတို့ရှေ့ဆက်မဲ့ခြေလမ်းတွေကိုမတားဆီးနိုင်ခဲ့ပါဘူးရှင်။တလကြာခက်ခဲတဲ့ခရီးစဉ်ကိုဖျက်ဆီးပြီးနောက်ဆယ်မွန်ငါးတွေရဲ့ခန္ဓာကိုယ်ဟာပြောင်းလဲမှုတွေစတင်လာခဲ့ပါတယ်။ဟော်မုန်းဓာတ်တွေထွက်လာတာကြောင့်သူတို့ရဲ့ခန္ဓာကိုယ်ဟာနီရဲလာပါတယ်။ဆယ်မွန်ငါးတွေရဲ့အယောင်ဟာပိုပြီးနီလာလေးလေးသူတို့ဟာပိုပြီးတန်မာလေးလေးဖြစ်ပြီးစန့်ကျင်ဘက်လိန်ကိုပိုပြီးဆွဲဆောင်နိုင်လေးလေးဖြစ်ပါတယ်ရှင်။ရက်သက်တစ်ပတ်အနည်းငယ်ကြာပြီးနောက်အထီးတွေရဲ့မေးစေးဟာချိတ်ပုံစံဖြစ်လာပြအမတွေကိုပိုပြီးလူယူရှင်ပြိုင်နိုင်ကြပါတယ်။ဒါပေမဲ့အိမ်နဲ့ပိုပြီးနီးကပ်လာလေလေအနေရတွေကြားရောက်လာတော့မဲ့သဘောလဲဖြစ်ပါတယ်ရှင်။ဝက်ဝင်ညိုတွေဟာဒီနေရာမှာစောင့်ဆိုင်နေတာကြပါပြီ။ဒါဟာသူတို့ရဲ့တစ်နှစ်မှာတစ်ကြိမ်ချင်းပါတဲ့ဆယ်မွန်ငါးပွဲတော်ဖြစ်ပါတယ်။စောင်းခိုခြင်းမပြုတ်မီဝက်ဝင်ညိုတွေဟာအစီတွေစုဆောင်းဖို့အတွက်အစာအမြောက်အများစားကြပါတယ်။ဝက်ဝင်ညိုတစ်ကောင်ဟာတစ်ရက်ကိုဆယ်မွန်ငါးအကောင်40အထိစားနိုင်ပါတယ်။ဒါပေမဲ့များပြားလာတဲ့အရေးအတွက်နဲ့ဖြက်လက်တဲ့ကိုဟန်ကြောင့်ဆယ်မွန်ငါးအများစုဟာအန္တရာယ်ကနေလွတ်မြောက်နိုင်ကြပါတယ်ရှင်မြစ်ထက်ပိုင်းကိုကီလိုမီတာအနည်းငယ်ထပ်သွားပြီးနောက်ဆယ်မွန်ငါးတွေဟာသူတို့ရဲ့မျိုးပွားရာနေရာနဲ့တိတ်မဝေးတော့တဲ့နေရာမှာရက်အနည်းငယ်နားခိုပြီးငါးမတွေရဲ့ဥရိရင်းမဲ့လာမဲ့အချိန်ကိုစောင့်ဆိုင်ကြပါတယ်ရှင်ဒီလိုနားခိုခြင်းဟာအခြားအသားစားတတဝါတစ်ကောင်အတွက်အခွင့်ကောင်းတစ်ခုဖြစ်သွားစေပါတယ်ဒါကတော့ရေချိုဖြန်ပဲဖြစ်ပါတယ်ရှင်ဆယ်မွန်ငါးတွေဟာ2လလောက်အစာမစားရသေးပေမဲ့ဖြန်တွေဟာဖြက်လက်တဲ့ဆယ်မွန်ငါးတွေကိုမလိုက်နိုင်သေးပါဘူးဒါကြောင့်ဖြန်တွေဟာနီးပြူဟာကိုချက်ချင်းပြောင်းလဲလိုက်ပါတယ်သူတို့ဟာမူလနေရာမှာပဲနေပြီးဆယ်မွန်ငါးတွေသူ့စီအလိုလိုရောက်လာမယ့်အချိန်ကိုစောင့်ဆိုင်းနေကြပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကဖြန်ဟာသူ့ပါဇက်နာကိုရောက်လာတဲ့ငါးထီးတွေကိုစိတ်မဝင်စားပါဘူးရှင်။သူဟာကယ်လိုရီတက်မြင့်မားတဲ့ငါးဥတွေပါတဲ့ငါးမတွေကိုပဲတီးတန့်စောင့်ဆိုင်းတာဖြစ်ပါတယ်ရှင်။ဆယ်မွန်ငါးတစ်ကောင်ရဲ့ကန်ဆိုးမှုဟာအခြားငါးကောင်ရေးထောင်ချီအတွက်လွတ်မြောက်ဖို့ခွင့်ရေးဖြစ်သွားစေလေးရှိပါတယ်။ရှည်လျားတဲ့ခရီးစဉ်အတွင်းမှာဆယ်မွန်ငါးတွေရဲ့တကူလုံးဟာဒဏ်ရာတွေနဲ့ပြည့်နှက်နေပါပြီ။ဒီနေရာမှာအထီးနဲ့အမတွေမျိုးပွားအားဖို့တွဲဖက်ကြပြီးသူတို့ဘဝရဲ့တစ်ချိန်တည်းသောမျိုးပွားခြင်းကိုပြုလုပ်ကြပါတယ်။မျိုးပွားခြင်းပြီးဆုံးသွားတဲ့အခါဆယ်မွန်ငါးတွေရဲ့ဘဝဟာလည်းအဆုံးသတ်သွားခဲ့ပါပြီ။သူတို့ရဲ့ခန္ဓာကိုယ်ဟာနောက်ထပ်မျိုးဆက်သစ်တွေကြီးထွားဖို့အတွက်အထောက်ပံ့ပေးပါတယ်ရှင့်။ဆယ်မွန်ငါးတွေဟာဒီနေရာမှာမွေးဖွားခဲ့ပြီးနောက်ပိုင်းမှာပင်လယ်ပြင်ကြီးစီကိုတွားရောက်ကြီးထွားခဲ့ကြကပြီးနောက်ဇာတိရဲ့ရွာကိုပြန်လာပြီးမျိုးပွားကြတာဖြစ်ပါတယ်။ဒါဟာရွက်ဟောင်းတွေကျွေးပြီးရွက်သစ်ဝေတဲ့အချိန်စီပြန်ရောက်သွားတဲ့သဘောပဲဖြစ်ပါတယ်ရှင့်။အခုလိုစိတ်ဝင်စားစရာတွေထပ်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောပေးသွားကြပါအောင်ရှင်။